ဒီနေ့ကျွန်မအိမ်မှာကြာစံကြောင်ဝတ်သားလေးနဲ့ကြော်စားပြပါတယ်ကြော်စားဖို့ကျွန်မခုတ်ပြီးလေးကိုရင်းရင်းလီထားပါတယ်ပြီးရင်တော့ကျွန်မပေါင်းပွင့်လေးကိုလီပါတယ်ပေါင်းပွင့်လေးကိုပြီးရင်တော့ကျွန်မမုံလာဥနီလေးလီထားပါတယ်ပြီးရင်တော့ကျွန်မစေးသက်ပါမယ်ကြက်သွန်ပြူလေးစေးသက်ပါတယ်ကြက်သွန်ပြူလေးစေးသက်ပြီးကြက်သွန်ပြူလေးနီလိုက်ပြီးဆိုကြောင်ဝတ်သားလေးထည့်ရောလုံးပါတယ်ဝတ်သားလေးနီလိုက်ပြီးဆိုတော့ကျွန်မခုနကလီထားတဲ့ဥနီလေးထည့်ပါမယ်ဥနီလေးထည့်ပြီးကျွန်မကော်ဖီလေးထည့်ပါမယ်ကော်ဖီလေးကျွန်မထည့်ပြီးဆိုတော့ကျွန်မပေါင်းပွင့်လေးထပ်ထည့်ပါတယ်ပေါင်းပွင့်လေးထည့်ပြီးကျွန်မတမအောင်မွေးပါတယ်ရသမုတ်လေးတော့ကျွန်မလွတ်တီလေးတုံးထားပါတယ်ကိုကြက်ရတုံးလို့ရပါတယ်စားချုံမှုတုံးလည်းရပါတယ်ပြီးရင်တော့ကျွန်မကြာစံလေးထည့်ပါတယ်ကြာစံလေးထည့်ပြီးတော့သူ့ကိုတော့တမမွေးပါတယ်နည်းနည်းမွေးပေးပါတယ်ကျွန်မနည်းမွေးလာပြီးကြာစံလေးလည်းပြုတ်လာပြီဆိုတော့အသိစားလို့ရတဲ့ကြာစံကြော်လေးတစ်ပွဲရပါပြီစားကြပါဦးရပါပြီကြာစံကြော်လေး